ဒီမအောင်မြင်ခင်ပေါ့နော်ဘာတွေများလောက်ခဲ့သေးလဲ ဦးလေးကဘယ်ဘဲဘုံမှာလောက်ခဲ့သေးတာကွာ ဘယ်ဘယ်မှာလောက်ခဲ့တာဘယ်ဘယ်မှာလောက်ခဲ့တာဆိုတော့ဒီဓာတ်တို့လန်တို့ပေါ့နော် မဟုတ်ဘူးစောက်တစ်ခုတည်းကိုပဲအဓိကထားလို့ ဟုတ်လားတနေ့ကိုဘယ်နှချောင်းလောက်လုပ်တယ်ဗျ 10ချောင်းပဲလောက်တယ်ကွာ 10ချောင်းလေးလား ဟုတ်တယ် မနေလုံးလားဘာလို့အများကြီးမလုပ်တာ စောက်ပုံလေးဖြစ်မှာသို့လို့မလောက်တာကွာမင်းတို့လိုစောက်သုံးနေဖြစ်သွားရင်လွတ်ပြမှာသို့လို့ဟေး နိုင်ငံရေးတွေမပြောနဲ့နောက်ပြီးတော့အလုပ်တွေအများကြီးလုပ်ခဲ့တယ်ဆိုတော့ဒါဟိုငငယ်ကတော်တော်ဆင်းရဲခဲ့လို့ပေါ့နော် မဟုတ်ဘူးကွာတမင်ဇက်နာအောင်လို့ရှောက်လို့ တမင်စမ်းအောင်လုပ်ချင်တော့ခဲ့ ဒါဟိုဆရာတရားမင်းဝေးလို့ဆရာမင်းလူတို့ဆရာမင်းခိုက်သိုးတန်တို့လို့မင်းပါတဲ့နာမည်နဲ့ပေးတစ်ခုဖုန်းကိုတည်တင်ထားတယ်ကွာ မင်းပါတဲ့နာမည်နဲ့ပြည့်အစ်ဖွင့်မင်းပါတဲ့နာမည်ဆိုဘာနာမည်များလဲဗျ မင်းဆောင်ကြောင်းပါလား ကျွန်တော်စောက်ကြောင်းတော့မပါဘူးလေဒါပေမဲ့ပြိတ္တလေးတော့နည်းနည်းလေးကြိုးပြီးတော့အသိပေးထားကြလို့ဘာနာမည်နဲ့များလဲ အေးလေအဲ့ကြောင့်မင်းဆောင်ကြောင်းပါလားလို့ ကျွန်တော်စောက်ကြောင်းတော့မပါဘူးလို့ဗျဦးလေးကဦးလေးရဲ့ပြည့်အစ်နာမည်ကိုပြိတ္တကိုတီးသွားစေခြင်းလို့နာမည်လေးပြောခိုင်း အေးငါအပေးတဲ့နာမည်ကမင်းဆောင်ကြောင်းပါလားလို့ပေးနာမည်ကမင်းဆောင်ကြောင်းပါလားအဲ့ဒါ အဲ့ဒါမင်းစောက်ကြောင်းပါလား ဟုတ်တယ် အော်နာမည်ကလေးလေးလိုက်တာဦးလေးဟာဆိုတော့ဒီပြည့်အစ်မှာလဲဟိုလူငယ်တွေအတွက်စိတ်ဓာတ်ခွန်အားဖြစ်နေတဲ့အကြောင်းအရာလေးတင်ပါဖို့နော်ဦးလေး ဟောဘူးကွာမင်းတို့လိုစော်ပြစ်ခံစော်မရှိတဲ့ကောင်တွေအတွက်ဘဝကိုအလွယ်ကူဆုံးတေချောင်းကြံနေဆိုတဲ့အရာကိုတင်မလို့ကွာမှတ်ပလား